အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဗီဒီယိုမှာဂီတာအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဂီတာဟူသည်ကြိုးတက်တူရဲ့တစ်ခုဖြစ်ပြီးထိုကြိုးများအားလက်ပြန်တီးခတ်ရပါတယ်ဂီတာ၏အဓိကစိတ်ပိုင်းများမှာကိုထင်းလက်ကန်၏ကြိုးများအားဖိတ်ထင်းရန်အတွက်ဒီပြားသောလက်ကန်တန်းတစ်ခုထိုကြိုးများအားထိန်းချုပ်ထားရန်အတွက်ထိန်းချုပ်ပါများနှင့်ကြိုးတို့ဖြစ်ကြပါတယ်ပုံမှန်အားဖြင့်ဂီတာတစ်ခုအားတစ်သားသို့မဟုတ်ပလတ်စတစ်ဖြင့်ပြုလုပ်ကြပါတယ်ထို့ပြင်ဂီတာကြိုးများအားတံမဏိသို့မဟုတ်နိုင်လွင်ဖြင့်ပြုလုပ်ထားကြပါတယ်ဂီတာကြိုးများကိုများသောအားဖြင့်ညာလက်ချောင်းကလေးများဖြင့်လေကောင်အထူးပြုလုပ်ထားသောဒီဂီတာတီးရန်ပလတ်စတစ်ပြားကလေးများဖြင့်လေကောင်တီးခတ်ကြပါတယ်သို့သောအချို့သည်ဘေလက်ဖြင့်တီးခတ်ကြသေးပါတယ်ထို့သောတီးခတ်မှုပုံစံကိုကြိုးခတ်ခြင်းဟူ၍ခေါ်ပါတယ်မြန်မာနိုင်ငံရှိအခေါ်မှာအင်္ဂလိပ်ဘာသာမှာခေါ်သော plugin ဟူ၍လည်းခေါ်ကြပါတယ်ဒီ plugin ဆိုတာကတော့ကျွန်တော်တို့မြန်မာခေါ်ဖို့တော့သူရဲ့အင်္ဂလိပ်အတန်ထွက်ကတော့အင်္ဂလိပ်စကားလုံးကတော့ platron ဆိုပြီးတော့ဖြစ်ပါတယ်ဘေလက်သည်ဂီတာ၏ပြားသောလက်ကန်တန်းသို့မဟုတ်လေတိုင်အားကင်ထားရပြီးတရှင်လေးတွင်ပင်ဒီဘေလက်မှလက်ကန်တန်းပိုရှိဂီတာကြိုးကလေးများအားလက်ဖြင့်ဖိနှိပ်ထားရပြီးညာလက်မှဂီတာကြိုးများအားအပေါ်အောက်ဆွေ၍တိခတ်ခြင်းသို့မဟုတ်ကြိုးကလေးများအားတချောင်းရှင်းခတ်၍တိခတ်ခြင်းဖြင့်အတန်ထွက်ပေါ်စေပါတယ်လက်အနေထားပြောင်းခြင်းဖြင့်ဂီတာ၏အတန်နှုံများပြောင်းလဲနိုင်ပါတယ်မြင်သို့ပင်ဖြစ်စေကမူဂီတာသည်ယနေ့ခေတ်လူကြီးလူငယ်များအကြိုက်တွေ့၍ဝေယူရလေကူရှင်တိခတ်ရလေကူရှင်တို့ကြောင့်လူကြိုက်များရေပန်းစားသောဒုတိယတစ်ခုပင်ဖြစ်ပါတယ်ယနေ့ဂီတာများ၏ခေတ်စားမှုတတန်းသည်တိုတောင်းသည်ဟုသင်ယူဆနိုင်တော်လေနှစ်ပေါင်းထောင်နှစ်ရှိဒီရှေလျားသောသမိုင်းကြောင်းကိုပိုင်ဆိုင်ထားပါတယ်ရှေးခင်ကဒီအာရှမိုင်းနာဟူရဲ့ကိုထွင်ခဲ့သည့်အီဂျစ်ပြည်နှင့်ဒီလွန်ခဲ့တဲ့ဒီ BC 1000ခန့်ပေါ့နော်AD နဲ့ဆိုရင်600ခန်းလောက်မှာဒီဂီတာနဲ့နီးစပ်သောဒီရုပ်ကျွင်းတွေကိုတွေ့ရှိခဲ့ပါတယ်။တမိုင်းကြောင်ထောက်ထားတွေအရဒီဂီတာရဲ့အဆိုးဆုံးဒုတိယကဒီအာရပ်နိုင်ငံတွေကနေစတင်ဆင်သက်ပေါက်ဖွားခဲ့ပြီးဂီတာဆိုသည့်ဝါဟာရမှာဒီရှေဂရီလူမျိုးများအမြတ်တနိုးတိခိုက်ကြခဲ့တဲ့ဒီဂီတာရာဒုတိယမှာဆင်သက်လာသည်ဟူလေကောင်လက်ခံထားကြပါတယ်။ဂီတာနဲ့စစ်ပွဲများ AD 911တွင်ဒီမွန်ဝါဟုခေါ်သောလူမျိုးစုများသည်အာဆီရီယန်ပါရှန်နဲ့ဒီဟီဘရူးနိုင်ငံများကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ကြပါတယ်။ထို့ရှင်နောက်ပိုင်းတွင်ဂီတာဖြစ်လာမဲ့ဒုတိယကိုမှန်းဆရသည့်ဒီရင်ဘတ်ဒုတိယအပါဝင်ကျိုးတက်ဒုတိယမျိုးမျိုးကိုစပင်းနိုင်ငံကိုယူဆောင်သွားကြပါတယ်။ထိုဒုတိယသည်ယနေ့ခေတ်မြင်တွေ့ရသောဒီဂီတာပုံစံနဲ့လူဝမတူသေးပဲအရွယ်စားသိငယ်ပြီးတရုတ်ပုံစံနဲ့ပုံမဆင်တူပါတယ်။ဂီတာရဲ့ပုံစံနဲ့ဒီဖွေစစ်ပြုလုပ်ထားပုံများသည်တိခတ်သည့်အခါလွယ်ကူစေရန်နဲ့ဒီခင်မေစေရန်အတွက်မိမိစိတ်ကြပြုလုပ်ခဲ့ကြသောအခါ၎င်း၏ခိုင်မာသည့်တမိုင်းကြောင်းသည်လည်းဒီဝေဝါးမဲမိန်စေခဲ့ပါတယ်။12ရာစုတွင်ဖြစ်ပွားခဲ့သည့်ဒီကရူဆိုင်စစ်ပွဲများကလည်းယနေ့ခေတ်ဂီတာနှင့်တူသည့်ဒီထိုတတူရိယတစ်ခုကိုဥရောပတလားတွင်ပြန့်နှံ့သွားစေခဲ့ပါတယ်။ထိုတူရိယသည်ဒီနှစ်ပင်စီပူထားသည့်ကျိုးလေးစုံစုစုပေါင်းကျိုးရှစ်ချောင်းတထားသောဒုရိယဖြစ်ပြီးကတန်ဆိုပြီးတော့ထိချခဲ့ပါတယ်။စောင်းသမားခရီးသွားများဒီကပြဆရာခရီးသွားများအဆိုတော်ခရီးသွားများသည်ထိုတူရိယနှင့်တွေ့ပြီးသူတို့၏ဒီခံစားဖွဲ့တည်ဆုံမှုများကိုအလေခေဒီ AD 600 1450တခြားလုံးဒီဆိုတိမောက်ခဲ့ရပါတယ်ဂီတာဤတိကျခိုင်မာသောသမိုင်းကြောင်းအား73ရာစုဒီစပိန်နိုင်ငံမှာမူဝါလူမျိုးများဤတိဆိုဖြိုဖွေဝင်းများမှာစတင်ပေါ်ပေါက်ခဲ့ပါတယ်နှစ်ပေါင်း300များကြာညောင်းပြီးနောက်ဒီ16ရာစုစပိန်နိုင်ငံနဲ့တိခတ်မှုပုံစံသစ်ဟန်သစ်များအပြိုင်ဆိုင်တိုးတက်လာပြီးဂီတာအမျိုးအစားအနေဖြင့်ဒီအနည်းဆုံး3မျိုးများခေတ်စားခဲ့ပါတယ်ထိုရများမှာနံပါတ်1ကျိုး6စုံစုစုပေါင်း12ကျိုးတက်ဘီဟူလာမျိုးစားဖြစ်ပြီးထိုတူရိယန်နှင့်တွဲဖက်တိခတ်ရန်တွင်ဒီတင်ကေရဇာဖြင့်ရေးသားထားသောဒီနှစ်ယောက်တွဲတီလုံးတရှင်းအကတိရှင်းများအပါဝင်စုစုပေါင်းစာအုပ်9အုပ်ထုတ်ဝေခဲ့ပါတယ်နံပါတ်2မျိုးစားတို့ကျိုး9စုံစုစုပေါင်း10ကျိုးတက်ဒီဂီတာရာအက်စပါနိုလာဖြစ်ပါတယ်16ရာစုနောက်ပိုင်းမှာနေ18ရာစုတစ်လျှောက်လုံးဒီခစားခဲ့ပြီးလူးတူရိယာ၏နေရာတွင်အစားထိုးအသုံးပြုခဲ့ပါတယ်ဂီတာရာအက်စပါနိုလာကိုနင်းဒီတီးရန်အတွက်ပင်အသုံးပြုခဲ့ပြီး18ရာစုနောက်ပိုင်းမှာတော့ပြင်သစ်ကိုစိတ်ဝင်ပြန်နှံသွားခဲ့ပါတယ်နံပါတ်3မျိုးစားကတော့ကျိုးလေးစုံစုစုပေါင်းကျိုးရှစ်ချောင်းတက်ဂီတာရာဖြစ်ပါတယ်18ရာစုနှင့်ဂီတာအားယူသွင်းမှု19ရာစုတွင်ဂီတာ၏အခန့်ကဏ္ဍသည်အရှင်အဟုန်ဖြင့်ပြန်ပွားဖို့အစာပြုသည့်ကာလတစ်ခုပင်ဖြစ်ပါတယ်။ကိုပြင်တီးခဲ့သည့်စနစ်များမှာအနှုံးစိုက်ပုံမရှိထွင်ကဒီပိုရေးစိတ်ဝင်စားဖို့ကောင်းသောလက်ချောင်းများဖြင့်တီးခဲ့ရသည့်ဂရဝင်းဂီတာပေါ့နော် classical တီ
တီးခတ်ဟန်များအစားထိုးဝင်ရောက်ခဲ့ပါတယ်18ရာစုမှာတွင်မွန်ဒီပြုံမြောက်ထူးချွန်သောဂီတာပညာရှင်များပေါ်ထွန်းလာခဲ့ကြပြီးဂီတာပညာရှင်ကြီးပါကာဂီနီ1988 1840ဒီဂီတာပညာရှင်ကြီးပါကာဂီနီဒီတရိုးသမကဂီတာကိုလေကျွမ်းကျင်တက်မြောက်သည့်ပါရမီရှင်တူဖြစ်ခဲ့ပါတယ်။တန်ဆုံ T1 ကြီးများ၏ဂီတာကောင်းဆောင်တွေဖြစ်ကြသော Hayden, Rubert, Weber, Rossoni တို့သည်ဂီတာအတွက်ဒီဂီတာသင်္ကေတများကိုရေးစပ်တီထွင်ပေးခဲ့ကြပါတယ်။ထိုက်တန်လက်မှုပညာရှင်ကြီးဖြစ်သော Stradivarius သည်သူရဲ့နာမည်ကျော်တရိုးတွေနဲ့တူဂီတာတွေကိုလည်းအထူးပြုလုပ်ပေးခဲ့ပါတယ်။19ရာစုအစောပိုင်းမှာစပိန်နိုင်ငံသားဖာနန်ဒိုဆိုသည်ပြည်ဆိုင်ရာအတိုင်းအတာထိကြိုးကြောင်းအောင်မြင်ခဲ့တဲ့ဂီတာပညာရှင်တူဖြစ်ခဲ့ပြီးသူနဲ့ခေတ်ပြင်တွေဖြစ်ကြတဲ့ဒီ Dionisio Aguero, Matteo Carcassi, Ferdinand Carulli, Uro Giulli ဟန်နီတို့ဟာလည်းဒီနာမည်ကျော်ဂီတာပညာရှင်တွေဖြစ်ခဲ့ကြပါတယ်။ဖာနန်ဒီဆိုနဲ့ဒီသူ၏ခေတ်ပြင်တွေဟာဒီတင်နန်းကျောင်းတွေဖွင့်လှစ်ပို့ချခြင်းဂီတာပွဲတွေတင်ဆက်ခြင်းစတဲ့ဒီကြိုးပမ်းမှုတွေနဲ့ဂီတာပညာကိုပြန်ပွားဖို့လှုံ့ဆော်ခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းFrancisco Tarrega ဟာအထူးချွန်ဆုံးဂီတာသမားအဖြစ်သတ်မှတ်ခံခဲ့ရပြီးမြန်မာခေတ်ကန်တဝင်ဂီတာသမားများကိုဦးဆောင်ခဲ့သူတူလည်းဖြစ်ပါတယ်။ American ပြည်ထောင်စုနှင့်ဂီတာစေပင်တိုးတက်လာကစား American နှင့်စွန့်စွာသွားလာသူများနေမြေသေးရှာဖွေသူများစသူတို့သည်ဒီလေတန်းရှည်ကြီးတွေနဲ့ဒီလေသွားလာရပြီးစခန်းချအပန်းဖြေသည့်အခါတွင်မိမုံဝေးတဲ့ဂီတာတီးအမိုးဖြေရပါတယ်။ဤသို့ဖြင့်ဂီတာဟူသောတူရိယာသည်လည်းအမေရိကန်၏နေရာအနှံ့အပြားလိုက်ပါခဲ့ရပြီး19ရာစုအကုန်1900ပြည့်နှစ်တဝိုက်တွင်မှအမေရိကန်လူမဲ၏ဒီရင်သွေးခန်းစားချက်များမှာဒီပေါက်ဖွာလာသောအာဖရိကနွယ်သည့် reggae နဲ့ blues အမျိုးအစားဂီတများအားဒီအစာပြိုးအာရုံနေပြီဖြစ်ပါတယ်။ကျေးလက်တိုးနေသူများ၏ပျိုဝေးရှင်ပွဲတွေတိုင်းနဲ့လည်းဒီဂီတာနှင့်တရိုးသည်မပါမဖြစ်အသုံးပြုနေကြပါပြီဖြစ်ပါတယ်။ဒီဖာနန်ဒီဆိုမှစတင်ပြပွားခဲ့သည့်ကန်ဝင်ဂီတာတီခက်ဟန်တွေများသည်လည်းဒီအစစ်စင်တိုးတက်လာခဲ့ပြီးစပိန်လူမျိုးအန်ဒရက်စ်ရိုဘီယာ၏1928နယူးယောက်မြို့တွင်ကျင်းပခဲ့သည့်ဒီကန်တဝင်ဂီတာပွဲမှစပြီးဂီတာကိုကဘာကအာရုံစိတ်လာခဲ့ကြပါတယ်။ရိုဘီယာဟာသူ့ဝါတစ်လျှောက်လုံးဂီတာကိုအမြတ်တနိုးတီးခတ်ခဲ့ပြီးဂီတာကန်တဝင်တေးသီရှင်ပေါင်းများစွာကိုဖွင့်ဆိုရေးစပ်ခဲ့ပါတယ်။သူရဲ့ဂီတာလေ့ကျင့်ခန်းများကိုအမေရိကန်တွင်ရှိသောဒီကျောင်းပေါင်း1600တခုကျောင်းမှာသင်ကြားပို့ချနေစေဖြစ်ပါတယ်။1930ပြည့်နှစ်တွင်ဂီတာရဲ့ဖြစ်ပေါ်ပြောင်းလဲမှုကိုတခုံတိုးတက်စေခဲ့သည့်ဖြစ်ရပ်တစ်ခုမှာဒီCharlie Christin သည်ဂီတာရဲ့အတန်ကိုပစ်ကတ်တက်ဆင်ပြီးအထူးရှစ်ထွင်ပေးတတ်သည့်အတန်80နဲ့တွဲဖက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ထိုရှိမှစပြီးဂီတာအတန်၏ဒီအတိုးအခြေကိုလိုအပ်သလိုလောက်နိုင်သောအနေအထားကိုတဆင်ပြီးတဆင်ပြောင်းလဲတိုးတက်ရောက်ရှိလာခဲ့ပါတယ်။ Britain ဂီတာအကျိုးအမူများ၏ကျိုးပန်းမှု Rock and Roll လူငယ်ဆိုသော Presley သည်1950ရောက်မေလမှာထုတ်ဝေခဲ့သည့် Heartbreak Hotel တပြားနှင့်ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီးသူရဲ့ဂီတာလွယ်ပြီးတီရှင်းဆိုဟန်များရောင်းဒီလူငယ်ထုကြမှာဂီတာသည်အရှင်ဟုန်နဲ့ပြန်ပွားခဲ့ပါတယ်1960နှစ်များတွင်ရိုးရာဒီ blues နဲ့ဒီခေတ်ပေါ်ဂီတာရိုးမွေထားသောဒီဂီတာမျိုးစားခေတ်စားလာခဲ့ပြီးလူမဲဂီတာသမားများဒီရှမ်ဘာရီလက်သံများသည်အင်္ဂလိပ်ခေတ်ပေါ်ဂီတာစာအုပ်များအပေါ်တွင်ဩဇာလွှမ်းမိုးတက်ရောက်ခဲ့ပါတယ် Presley ၏တည်ချင်းတွေကြားတွင်ကြီးပြင်းသည့်လူငယ်များမှနေ၍ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သောဒီအင်္ဂလိပ်ပေါ်နဲ့ရော့အဖွဲ့ဖြစ်ကြသည့်ဒီဘတ်1960သည်ကဘာတွင်အကြီးအကျယ်အောင်မြင်ခဲ့ပြီးဂီတာကိုခေတ်ပေါ်ဂီတာ၏အဓိကအမှန်တိုင်းတူရိယာအဖြစ်သို့ရောက်ရှိအောင်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ် Country နဲ့ Jazz ဂီတာအကျိုးအမူတွေဖြစ်ကြသော Akin, Mark Knopfler နဲ့ဒီ Ryan Glass တို့နဲ့အတူကဘာဂျိုဂီတာ T1 Band Truth တို့၏ဂီတာလက်သံများသည်ဂီတာဝါသနာရှင်အများပြားကိုဖြစ်ပေါ်စေခဲ့ကြပါတယ်ယနေ့ကဘာပေါ်တွင်အင်အားကောင်းနေသော rock guitar ၏ distortion အသံ feedback အသံဒီဝါအဖန်စသည်တို့၏ဒီဖခင်ကြီးတို့မှာလူမဲဂီတာသမား Jimi Hendrix ပင်ဖြစ်ပါသည်သူ၏ဘေဖက်ဖြင့်ဂီတာကိုကျွမ်းကျင်စွာတီးခတ်သည့်ဒီဟန်ပန်များဟာလေလူငယ်ပရိသတ်တွေကိုအယူမှုဖြစ်အောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်ဂီတာပုံသစ်များထပ်မံတိုးရှိခြင်းဖြင့်ဂီတာအားယူသွက်ပုံကဘာဂျိုဂီတာကုမ္ပဏီကြီးများဖြစ်ကြသော Gibson, Fender တို့ဟာလည်းဒီဂီတာအမျိုးအစားအမျိုးမျိုးကိုပုံစံပေါင်းများစွာဖြင့်ထုတ်လုပ်ခဲ့ရပြန်ပါတယ်။ဒီနေ့ခေတ်အချိန်အခါတွင်ဒီ
electric guitar electric guitar များဤဒီအတန်ကိုအမျိုးမျိုးပြောင်းနိုင်သော guitar effect processor အတန်ရှင်းစက် amplifier များအားဒီတစ်စင်းတစ်စင်းပုံမကောင်းမွန်တိုးတက်လာအောင်တီထွင်ဖန်တီးအသုံးပြုနေရပါတယ်ယနေ့ဂီတာမျိုးအစားများဖြစ်ကြသည့်ကန်တဝင်ဂီတာ classical spin flamenco blues jazz classic rock and rock rhythm and blues chill rock hard rock heavy rock metal rock light rock auto rock indie rock စသည်ဒီအမျိုးအစားများစွာတို့တွင်ဂီတာကိုလုံးဝမပါမဖြစ်တီးခတ်ကြရပြီးဂီတာနဲ့ပတ်သက်သည့်ဒီစက်ပစ္စည်းအစိုက်ပိုင်းများအားလုံးကိုလည်းဒီအပြိုင်ဆိုင်ဆက်လက်တီထွင်ထုတ်လုပ်တီးခတ်နေရသည့်အတွက်ဂီတာတူရဲ့ရေးခန်းကဏ္ဍမှာလေနောက်နှစ်ပုံးများစွာတိုးတက်အောင်ဆက်လက်ရှင်သန်နေဦးမည်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုဗီဒီယိုမှာမျှဝေပေးသွားတဲ့အကြောင်းအရာတွေကတော့ကျွန်တော်လေ့လာသိရှိရတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့ဒီမျှဝေတင်ပြမှုတွေထဲမှာဒီလိုအပ်ချက်တွေအမှားတွေမပြည့်စုံမှုတွေပါခဲ့သည်ရှိတော့လေအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့လူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုဗီဒီယိုမှာဂီတာအကြောင်းကိုမျှဝေတာကတော့ဒီလောက်ပါပဲခင်ဗျာအခုကြံရှိနေသေးတဲ့နောက်ပိုင်းဗီဒီယိုလေးတွေကတော့ဒီကျွန်တော်ရဲ့အတွေ့အကြုံလေးတွေအဲ့ဒါလေးကိုဗီဒီယိုရိုက်ထားတာလေးပါဆက်ပြီးတော့ကြည့်ရင်လည်းကြည့်ပါမကြည့်ရင်လည်းကြော်သွားလို့ရပါတယ်ခင်ဗျာအဲ့ဒါကတော့လူကြီးမင်းတို့ရဲ့သဘောပါပဲခင်ဗျာ